မွေထိုင်းပညာတနစ်သားဝင်းကျင်ရှိပြီဖြစ်တဲ့ကျော်စွာဝင်းစီကနေကျွန်တော်တို့ကဘာတွေမျှော်လင့်လို့ရပြီလဲလာမယ့် August 21 167မှာကျော်စွာဝင်းနဲ့ခိုမာဝတ်တူရဲ့ပွဲကိုကျွန်တော်ကအခုပွဲကြိုသုံးသက်ချက်ပြုလုပ်မယ်ဒီပွဲကိုပွဲသူသုံးသက်ချက်မပြုလုပ်ခင်ကျော်စွာဝင်းနဲ့ကျွန်တော်တို့ပေးတဲ့ကြားမှာရှိတဲ့ဒီမျှကြီးလေးကိုကျွန်တော်အနေနဲ့အနှဲငယ်ဖွင့်ဟကြည့်မယ်ကျွန်တော်ရဲ့ဖွင့်ရချက်နဲ့တိုက်ဆိုင်မှုရှိတယ်ဆိုလို့ရှိရင်ပေးတဲ့ကြီးကကျွန်တော်ကို comment လေးမှန်ခဲ့ပါဦးမြန်မာ fighter တွေပေါ်မှာထားတဲ့ကျွန်တော်တို့ပေးတဲ့ကမျောလင်းချက်ကတော်တော်လေးမြင်ပါပါတယ် UFC တော့၎င်း One Champion 8တော့၎င်းနေပဲအသီးသီးမှာပြိုင်နေမြန်မာ fighter တိုင်းကိုနိုင်ပွဲတွေရစီခြင်းပြီးတော့ Champion ဖြစ်စီခြင်းတာပါဥပမာကျော်စွာဝင်းကိုလည်းထိုနည်း၎င်းပါပဲကျွန်တော် One Champion 8ရဲ့မြန်မာကိုစားပြုအနာဂတ် Champion ဆိုပြီးတော့အားလုံးကထင်ကြီးပြီးတယ်မျောလင့်ထားရပါဗျာဒီလိုမျိုးမျောလင့်ထားတာထပ်မျောလင့်လို့ရပါတယ်အထူးသဖြင့်ကျော်စွာဝင်းအပေါ်ကိုတော့ကျွန်တော်တို့မြန်မာပြည်သက်ကအနှဲငယ်စိတ်ရှိဖို့လိုအပ်ပါတယ်ကျွန်တော်တို့ထားတဲ့မျောလင်းချက်တဲ့ကျော်စွာဝင်းပေါ်ကို FedEx ရှင်ကထားတဲ့မျောလင်းချက်ကလည်းနည်းနည်းလေးမှမနှိမ်ကြပါဘူးအဲ့တော့ weight တန်းသတ်မှတ်ချက်လေးကိုကျွန်တော်အနှဲငယ်ရှင်းပြမယ် flying weight က135ပေါင်bantam weight က145ပါကျော်စွာဝင်းနောက်ဆုံးထုတ်သက်ခဲ့တဲ့ selector နဲ့ပွဲမှာ139 138ဒီပြိုင်မဲ့ကစားသမားရဲ့ cash weight သဘောမျိုးညှိနှိုင်းပြီးထိုးကြရပါဗျာလာထိုးရတဲ့ fighter ကကျော်စွာဝင်းရဲ့နယ်ပယ်ထိလာထိုးရတဲ့ပုံစံမျိုးတက်ရောက်နေတယ်။ Mr. Fan တို့ကဒီကို fighter အတွက်ပြိုင်ဘက်ရွေးချယ်တဲ့နေရာမှာဒီ weight တန်းကကိုကအသာစီးရနေတဲ့အနေအထားမျိုးမှာရှိနေတယ်။ကိုယ်ဝင်နဲ့ရောက်နေဆိုတဲ့သဘောမျိုးပေါ့ဗျာ။ကျော်စွာဝင်းကျင်လည်နေတဲ့ဒီ fly weight တန်းနဲ့ bantam weight တန်းမှာလေကစားသမားကောင်းတွေအများကြီးရှိရဗျ။ bantam weight တန်းမှာဆိုရင် Rambo လက်က champion လောကမှာ Iman Ghazali က fly weight တန်းရဲ့ champion ဖြစ်ထားတာတခြားသော profile မြင့်ကစားသမားတွေဖြစ်တဲ့ Daya Kayev တို့လိုကစားသမားတွေလည်းရှိတယ်။ Champion တေလွယ်ပေါ့နော် Champion စင်ကောဝင်ရခဲ့တဲ့ Kondorani Odikov တို့လို fighter တွေရှိတယ်။နောက်ပြီးလို့ရှိရင် high profile မြင့် Hakati တကယ် legendary ကစားသမားလို့ပြောလို့ရတယ်။ Rotan နဲ့ Nauru လို fighter တွေကလည်းရှိနေသေးတယ်။ကျော်စွာဝင်းရင်ဆိုင်ရှင်ပြန်ရမှာဆိုလို့ရှိရင်ပေါ့နော် Nabi တို့လိုအရှိကြီးတို့လိုမျိုး fighter တွေလည်းရှိတယ်။နောက်တခြားသောမွေထိုင်း fighter တွေမှာလုံးဝသိထားတဲ့ဂူလူဇာတာတို့လိုမျိုး fighter ကောင်းတွေလည်းရှိတယ်။ပေးတဲ့အင်အားအရန်တောက်တဲ့ super လက်တို့လို fighter တွေလည်းရှိတယ် bro အများကြီးပဲရွေးချယ်စရာရလေအဲ့တော့ကျော်စွာဝင်းအနေနဲ့တသိန်းနဲ့စာချုပ်ကြီးရမယ်ဆိုလို့ရှိရင်တော့သူက flank weight တက်လား bantam weight တက်လားကျွန်တော်ကစားသမားနဲ့ပြောရမယ်ဆိုလို့ရှိရင် Iman Ghazali ရဲ့ကိုတဲလာလား Rambo လက်ကိုတဲရလားသူတယောက်တော့တေချာရွေးချယ်ရတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ကကျော်စွာဝင်းကိုအားပေးတယ်ဆိုရင်တတ်ပဲဗျတကယ်တော့ဒီ FedEx အနေနဲ့ကျော်စွာဝင်းကိုကျွန်တော်တို့မြင်ရတဲ့အနေထားသူကတကယ်စနစ်တကျတိဆောက်ပေးတယ်စနစ်တကျပြုစုပြောထောင်ပေးတယ်လို့ကျွန်တော်ကပို့ပြီးတော့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုမာဝက်နဲ့ပွဲမတည်ခင်ကစူပါလက်လိုမျိုး fighter နဲ့ထိုးမလားဆိုတဲ့ကမ်းလှမ်းမှုမျိုးတွေလည်းကျော်စွာဝင်းမှာရှိပါတယ်လူချီလန်ကြကြနဲ့ profile မြင့်ကစားသမားတွေကိုတွားပြီးတော့ရှင်ဆိုင်တာကနည်းနည်းလေးစောသေးလို့ထင်တယ်အဲ့ဒီစားကိုမာဝက်လို fighter မျိုးကိုရွေးချယ်တာကပိုပြီးမှန်ပါတယ်ကျွန်တော်အနေငယ်ရှင်းပြမယ်ဆိုရင်ကျော်စွာဝင်းပွဲချောင်းတယ်လို့ကျွန်တော်ပြောရတော့မဟုတ်ဘူးနော်မွေထိုင်းပွဲအတွေ့အကြုံတွေလည်းရမယ်ဥပမာနိုင်ကြီးရှိတဲ့ကိုယ့်ရဲ့စိတ်ကြိုက် fighter မျိုးတွေလည်းဖြစ်ကြမယ်ဆိုရင်ပုံစံမျိုးပေါ့နော်ဥပမာကျွန်တော်ဘတ်စကားတစ်စီးပြကျွန်တော်တို့ဂိတ်ဆုံးကိုသွားမှာမှတ်တိုင်စီလူတင်သွားတယ်အဲ့တော့ပတ်စံလေးရ1 level ဆိုတဲ့ပုံစံမျိုးပေါ့ဗျာ1 wire ဆိုတာကကျွန်တော်1စာကိုပြောတာပါနော်ဒီပညာ1စာပညာပြေဝရဆိုတဲ့ပုံစံမျိုးကျွန်တော်ဥပမာအနေနဲ့ခိုင်းနိုင်ပြတာဖြစ်ပါတယ်အဲ့လိုအနေထားမျိုးအများကြီးတက်ရောက်ပါတယ်ကျွန်တော်အခုရှင်းပြခဲ့တာက One Championship နဲ့ကျော်စွာဝင်းနဲ့မြန်မာပေးသက်နဲ့ FedEx နဲ့ဒီ၄ပွင့်ဆိုင်ကြားတဲ့ကကြကျွန်တော်ထင်မြင်စားချက်လေးတွေကိုကျွန်တော်ကအနည်းငယ်ချပြခြင်းဖြစ်တယ်ကျွန်တော်နဲ့ထင်မြင်စားချက်လေးနည်းနည်းတိုက်ဆိုင်နေဆိုရင်ကျွန်တော် comment လေးမှန်ခဲ့အောင်လောဆယ်ကျွန်တော်တို့ခိုမာဝတ်နဲ့ကျော်စွာဝင်းတို့ပွဲကြို30ချက်ကိုအခုတွားကြည့်အောင်ကစားသမား2ယောက်က physical ချင်းကျွန်တော်တို့ရှင်းမယ် physical မျက်စိနဲ့အမြင်ရပဲကျွန်တော်ရှင်းရမယ်ဆိုလို့ရှိရင်ခိုမာဝတ်ကအနည်းငယ်တော့ပိုတာပိုအကောင်ကြီးရပေါ့ဗျာကိုမာဝက်ခဲဒီကျွန်တော်တို့ jaw back muscle ကြီးတယ်နောက်ပြီးလို့ရှင် bicep လက်မောင်း muscle ကြီးရယ် tricep ကြီးရယ်သူ့အနေနဲ့ muscle ကတော့တော်တော်လေးတောင်းတောင်းတင်းတင်းရှိရယ်စမင်တန်နဲ့ဘွဲကိုကျွန်တော်ပြန်ကြည့်ခဲ့တယ်ကိုမာဝက်နဲ့စမင်တန်နဲ့ထိုးတာစမင်တန်တော့အနှဲငယ်အကောင်ပိုသေးလာလို့ဒါပေမဲ့တခုရှိတာဒီလိုမျိုး muscle ကြီးတိုင်းတော့တန်ပါတယ်လို့ပြောလို့မရဘူးပေါ့နော် calisthenic player တွေဆိုလို့ရှိရင် muscle တော့မကြီးဘူးဒါပေမဲ့ဒီ muscle binder ရဲ့ပို့ပြီးတော့တန်ပါလိရှိတယ်ဒါဥပမာအနေနဲ့ကျွန်တော်ပြောပြတာ
မာဆယ်ကြီးပေမဲ့သူ့မှာကာဒီယိုဘိုင်းမှာတော့အနှဲငယ်တော့ရှော့ကြတယ်ဒါမာဆယ်ကြီးတဲ့ fighter တွေတိုင်းရဲ့အားနည်းချက်လို့ပြောလို့ရတယ်အားသာချက် solution တော့မာဆယ်ကြီးရဲ့ force ကောင်းတယ်ပေါ့ဗျာအားပါတဲ့လက်တီးရှိတယ် power လက်တီးထွက်နိုင်တယ် physical မှာပဲကစားသမား2ယောက်ကအရှက်အမောင်းကကျော်တော်ဝင်းက9ပေနဲ့ခွန်ရှိရယ်ခုမော်ဝက်9ပေနဲ့9လက်မှာပဲရှိရယ် reach ကို height ကိုကျော်တော်ဝင်းကပူတာမှာပါတစ်ဆက်တည်းမှာပဲအသက်အရွယ်ကောက်ဟမှုကလည်းအများကြီးတော့ရှိမနေဘူးကျော်တော်ဝင်း24နှစ်ခုမော်ဝက်29နှစ်ကစားသမား2ယောက်က history ကိုပြန်ကြည့်ရမယ်ဆိုရင် one championship မှာကျော်တော်ဝင်းက3ပွဲထူထားတယ်2ပွဲနိုင်တယ်1ပွဲရှုံးတယ်နောက်ပြီးရှင်ခိုမာဝက်ကိုပြန်ကြည့်မယ်ဆိုရင်သူကစုစုပေါင်း14ပွဲတောင်ထိုးပြီးသွားပြီဗျာ2023နဲ့ရသူစထိုးနေရပါတော့အဲ့တော့သူ့ရဲ့ပွဲအရေးအတွက်မှာတော့9ပွဲနိုင်တယ်9ပွဲရှုံးတယ်ဒါရှုံးတဲ့9ပွဲကလည်းလက်ရှိကျွန်တော်တို့နောက်ဆုံးထိုးသက်ခဲ့တဲ့9ပွဲမှာ9ပွဲစတိုက်ကလည်းရှုံးထားတယ်အဲ့တော့သူ့အနေနဲ့ဒီကစားသမားတွေကစိတ်သက်ရေးရမှာတော့တော်တော်လေးတော့ဘယ်လိုပြောမလဲရုန်းကန်နေရတဲ့အနေအထားရှိရစိတ်သက်ရေးရတာနော်ဒါသူ့ရဲ့လက်ရည်ကတော့ကျွန်တော်ပြောလို့မရဘူးဒါလက်ရည်ညံ့လို့ရှုံးနေဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးသူနောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲတွေမှာလည်းဒီကျွန်တော်တို့ high level profile မြင့်တဲ့ကစားသမားတွေလည်းပါနေပါသေးတယ်အဲ့တော့သူရှုံးခဲ့တဲ့ရှုံးပွဲတွေမှာ2ပွဲပဲသူက KO TKO နဲ့ရှုံးတာအလဲထိုးနဲ့ရှုံးနေပေါ့ဗျာအကျန်တဲ့ရှုံးပွဲတွေက decision နဲ့ရှုံးနေထားတာကက်ပြီးရှုံးနေတဲ့ရှုံးပွဲတွေလည်းရှိတယ် stand fight ကစားသမားတွေရဲ့အရေးကြီးဆုံးအချက်ဖြစ်တဲ့ significant strike land per minute လက်သီး1မိနစ်အတွင်းမှာစိုက်ရောက်မှုထိမှန်မှုတားခက်ကိုထိမှန်မှုတွေကျွန်တော်အဲ့လိုမျိုးတိုင်းတာဖို့အတွက် one championship မှာ sport science ကို UFC လောက်ဖြစ်ဖြစ်မြောက်သူတို့မလုပ်ထားဘူးဗျဘယ်မှရှာလို့မရဒါပေမဲ့ကျွန်တော်တို့မျက်စိနဲ့မြင်လို့ရတယ် virtual check လုပ်လို့ရတယ်သူတို့ထိုးခဲ့တဲ့ပြီးသမျှပွဲတွေကိုကျွန်တော်ပြန်ကြည့်ကြည့်ရကျော်စော်ဝင်းရောခုမော်ဝက်ကောကိုမော်ဝက်ကိုကျွန်တော်သူထိုးခဲ့တဲ့ပွဲ3ပွဲ4ပွဲလောက်ကိုကျွန်တော်ဆက်ကြည့်အဲ့ဒီအချိန်မှာကိုမော်ဝက်အနေနဲ့ combination punch တွေသူတွဲသုံးတယ်1 2 3တခါကျရင် low kick high kick တခါကျရင် do ပေါ့နော်သူတွဲသုံးတယ်ဒါပေမဲ့ combination တစ်ခုပြီးလို့ရှိရင်သူနားတဲ့အချိန်ယူတဲ့ကနည်းနည်းလေးကြာတယ်ဗျကျော်စော်ဝင်းရဲ့ထိုးတက်ခဲ့တဲ့မူဂါစီတိုနဲ့ပွဲဆမင်းတန်ပွဲနောက်ပြီးလို့ရှိရင်ဆက်လက်တန်နဲ့ပွဲကျွန်တော်ကြည့်တဲ့အနေထားမှာကျော်စော်ဝင်းကသူ combination ပြီးလို့ရှိရင်နောက်ထပ်တစ်ချီနောက် first strike second strike third strike လို့တွားတဲ့အနေထားမှာတန်ဖိုကကျော်စော်ဝင်းကပိုကောင်းတယ်ပြောရမယ်ကာဒီယိုပိုကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့ significant strike မှာကျော်စော်ဝင်းကိုပို့ပြီးတော့ကြိုက်ပါတယ်အမှ2ယောက်ရဲ့အရေးအကြီးဆုံး stamina နဲ့ power ကျွန်တော်နည်းနည်းနှိုင်းရှင်ကြည့်မယ်အဲ့ဒါနည်းနည်းလေးစကားပြောလိမ့်မယ်ကျွန်တော်ကျော်စော်ဝင်းကခုမော်ဝက်က50-50ရှိရလို့ကျွန်တော်ပြောလို့ရသည့်တိုင်အောင်ကျော်စော်ဝင်းရဲ့နောက်ဆုံး3ပွဲမှာstamina နဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ပြညတ်ချက်ထောက်ပြကြတဲ့သုံးတရားလုံးဝမရှိဘူးနောက်ဆုံးအချီတွေအထိသူ့မှာ elbow တွေရိုက်နေတော့လက်သီးတွေထိုးနေတော့တို့ပေဒီတိုင်အောင်ကိုမော်ဝက်ကနောက်ဆုံးအချီတွေကျွန်တော်နှိုင်းရှင်ကြည့်တာပေါ့နော်သူ့မှာ stamina နဲ့ပတ်သက်ပြီးတော့ကောင်းတယ် pressure ဖိအားလည်းကောင်းတယ်နောက်ဆုံးအချီတွေသူဖိအားပေးတယ်ဒါပေမဲ့သူထွက်လာတဲ့လက်သီးတွေမှာအားမပါတဲ့ပုံစံမျိုးလေးတော့ကျွန်တော်လည်းအနေငယ်မြင်ရတယ်ဘာလို့လဲဆိုတော့ energy utilization ပေါ့နော်အလွန်ကျွံသုံးဆွဲမှုနောက်ပြီးအလွန်ကျွံတိုက်စစ်ဆင်မှုတွေရပဲဒီကျွန်တော် power deficit ဖြစ်တာပေါ့နော်အားနေတာပေါ့ဗျာဒီနောက်ဆုံးချိန်မှာလက်သီးအပြေးအဝမထွက်တော့တာအဲ့လိုအနေထားမျိုးလေးတွေတော့မြင်မိပါတယ်YouTube တွေမှာကျွန်တော်ရှာကြည့်လို့ရတယ်ခုမော်ဝက်ကဒီကျွန်တော်ထိုးပွဲတွေပေါ့နော်နောက်ဆုံးချိန်တွေမှာသူအနေနဲ့ဘယ်လိုမျိုးရုန်းကန်ရတယ်ဆိုပုံစံမျိုးတွေပေါ့နော်ဒါကျွန်တော်အမြင်သုံးသက်ချက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်နှိုင်းရှင်ပြီးပြီဆိုတော့ကစားသမား2ယောက်ကထိုးသက်သက် style ကိုကျွန်တော်အနေနဲ့နည်းနည်းပြောပြကြည့်မယ်အဲ့တော့ဒီပွဲကတကယ်ပွဲကောင်းဖြစ်မှာပါဘာဖြစ်လို့ဆိုတော့ကျော်တော်ဝင်းကခုမော်ဝက်ကို2ယောက်စလုံးကထိုးသက်ပုံကြီး style နဲ့တော်တော်လေးတူတယ်ခုမော်ဝက်ဆိုလို့ရှိရင်ပိုဆိုးတယ်သူဆိုလို့ရှိရင်တပွဲလုံးရှေ့ကိုပဲရွှေလျရတာနောက်ကိုခြေလန်းတလန်းဆုပ်တယ်ဆိုတော့လုံးဝမရှိဘူးသူများတွေကကျွန်တော်တို့ဒီလိုမျိုး knock down ကြောက်လို့အမတ်လိုလိုက်တာမဟုတ်သူကအမတ်လိုမလို့ရှေ့ကိုတိုးပြီးတော့လိုက်တာနောက်ပြီးဇွဲကြည့်တယ်နောက်ပြီးလို့ရှိရင် aggressive လည်းပိုဖြစ်တယ်ကျော်တော်ဝင်းကလည်းထိုနီးတူစာပဲ aggressive ဖြစ်တဲ့ကစားသမားပါသူကတပွဲနဲ့တပွဲပုံစံလေးတွေအနှဲငယ်ပြောင်းလဲလာတယ်ပိုပြီးတိုးတက်လာတယ်ပေါ့ဗျာထိုးပေါက်တက်ပေါက်တွေပိုဆုံးလာတယ်အထူးသဖြင့်ပြောရမယ်ဆိုလို့ရှိရင် elbow တွေကိုပြောင်မြောက်သုံးလာတယ် elbow ပေါင်းစုံသုံးတယ် rear elbow spinning elbow အကုန်သုံးလာတယ်နောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲမှာဆိုရင်တချို့ကြဝေဖန်ကြတယ်ဘာလို့ elbow အရိုက်ခံတာလဲ elbow ကြီးပဲသုံးတာပဲအစရှိသဖြင့်ပေါ့ဗျာကျွန်တော်တခုပြောပြမယ်ဆလဒန် elbow တွေရိုက်တာသူဘာလို့ခံလဲသူကလည်း elbow ရိုက်ဖို့ဘာလို့ challenge လုပ်တယ်အရိုက်ခံနိုင်လို့ challenge လုပ်တာကျွန်တော်ကျော်တော်ဝင်းသားပဲဖြေလိုက်ပါတော့မယ်တချို့ကြတော့ကျော်တော်ဝင်းစိုးရင်စိတ်နဲ့ဂရုဏာဒေါသနဲ့ဝေဖန်တာပေါ့နော်အချိန်မီကျသွားနိုင်တယ်ဥပမာကျွန်တော်တခုပြောရမယ်ဆိုလို့ရှိရင်တာကေရူနဲ့ rotten တာကေရူက rotten လက်သီးကိုခံနိုင်ရှိလို့သာ
ခံနိုင်ရှိလို့သာသူ့အနေနဲ့ပထမကြီးဒုတိယကြီးမှာထိုးခဲ့တဲ့အားစမ်းခဲ့တဲ့အားကိုသူ့အနေနဲ့နားလည်သိရှိပြီးတော့အထိုးခံတာပြုံးကြီးထိုးခံတာထိုနည်းတူသာပဲကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာ fighter တွေပါတယ်ဆိုလို့ရှိရင်နားလည်ပါတယ်အောက်မှာ comment လေးနဲ့တွားပြီးရှင်းပြပေးပါဦးသူ့အနေနဲ့ Selector အချိန်ပြည့်ဒီလိုမျိုး gap ကို Jory လိုမျိုး block လုပ်ထားတဲ့အနေအထားမျိုးမှာဒါမြားခေါ်တာလို့ကျွန်တော်အနေနဲ့ယူဆတယ်ဒီလိုမျိုးမြားခေါ်ပြီး challenge လုပ်မှသာလျှင်သူ့အနေနဲ့ကစားသမားကိုထိအောင်ထိုးနိုင်ပါကျွန်တော်ပြောတဲ့အဖြေကလုံးဝမမှားပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်Selector ကပြန်ရိုက်ဖို့ခေါ်တဲ့အနေထားမှာ Selector နောက်ဆုတ်သွားတယ်ကျော်တော်ဝင်းကဆက်ပြီးရိုက်လို့ရတော့မှာဘာဖြစ်လို့ဆို Selector ကနာနေလို့ပါကျော်တော်ဝင်းရဲ့တထောင်ကပို့ပြီးတော့စူးလို့ပို့ပြီးတော့ထိရောက်လို့ဒါကျွန်တော်ရဲ့သုံးသက်ချက်ဖြစ်ပါတယ်အဲ့တော့ကတော့ကျွန်တော်မပြောလိုက်ရအခုမှတခါလေးပြောရတာပေါ့နော်နောက်တစ်ခုထပ်လောင်းပြောချင်တာကဒီထိုးသက်ချိန်6မိနစ်ပဲရတဲ့အချိန်မှာကျွန်တော်တို့ fighter အနေနဲ့သူတခုလုတ်ပြခြင်းနဲ့ဗျာဒီလုတ်ပြခြင်းနဲ့စိတ်လည်းရှိတယ်နောက်ပြီးလုတ်ပြရတဲ့တက်တိလည်းရှိလို့သူကဒီလိုမျိုး challenge လုပ်တာနောက်လာမဲ့ပွဲတွေမှာလည်းသူလုံအောင်ပါပဲဒီလိုကျွန်တော်ကတော့အားပေးတယ်ဗျာဒီကစားသမားတွေလူငယ်ယူမိုင်းနောက်ပြီးလို့ရှင်သူကတဲ့ဇက်ကိုသူနိုင်အောင်ကမယ်လို့ကျွန်တော်ကယုံကြည်တယ်အဲအကြောင်းသူ့အနေနဲ့နောက်ပွဲတွေလုံရင်လည်းကျွန်တော်အားပေးတယ်ဒီပွဲအခင်းချင်းကိုပြောရမယ်ဆိုလို့ရှိရင်ကစားသမားတယောက်နဲ့တယောက်ကတော့ဒီပွဲအတွက် game plan တွေကြိုပြီးတော့ချလာကြမှာဘယ်လိုချလာမယ်ဆိုတော့ပဲကျွန်တော်တို့ကစောင့်ကြည့်ရမှာဒါပေမဲ့အနည်းဆုံးဖြစ်နေတာကတော့ကူမာဝက်ကကျော်တော်ဝင်းတို့က keep moving forward player တွေပါ pressure တောက်လျှောက်ဖိအားပေးကြမှာပါအထူးသဖြင့်ကူမာဝက်က style ကသူကကစားသမားတယောက်ကိုဖိအားပေးနဲ့တောင်းတွန်းပို့တတ်ပါတယ်ကျော်တော်ဝင်းကအဲ့ဒါကိုလှည့်ထွက်တတ်ဖို့ရည်ကြီးတယ်ကျွန်တော်လှည့်ထွက်တဲ့နေရာမှာIman Ghazalieh တို့ Odikov တို့နောက်ပြီးပြောရမယ်ဆိုတော့အနည်းဆုံးလိမ့်နေကြစမင်းတန်တို့လက်ထွက်တဲ့ပုံစံမျိုးတွေတော်တော်လေးကောင်းတယ်။ Kumawat က back muscle ကြီးရဲ့အတွက်သူ့အနေနဲ့ဒီကျွန်တော်တို့ဒီ bicep muscle တွေ back muscle တွေအသုံးပြုပြီး clean shin နဲ့ထိန်းချုပ်မယ်ဒူးတွေအများကြီးရိုက်နိုင်တယ်ဒါကိုကျော်တော်ဝင်းတော်တတိထားမယ်။နောက်ကျော်တော်ဝင်းရဲ့ elbow တွေကလည်း Kumawat ကိုတော်တော်လေးဒုက္ခပေးနိုင်ပါလိမ့်မယ်။ဘာလို့လဲ Kumawat ကလောတာသူထွက်တဲ့အချိန်ကကာဒီယိုနည်းနည်းလေးအားနေတဲ့အတွက်ပြိုင်ဘက်ကအမြဲတမ်းဟာသွားတဲ့နေရာဂျော်ရီကိုအမြဲတမ်းလက်သီးတွေဝင်တတ်ပါတယ်ဒါကူမာဝက်ကအားနေချက်ပါဒါတကယ်ပွဲကောင်းတစ်ပွဲဖြစ်မှာပါဩဂတ်စ်27မှာပါဒီပွဲမှာလည်းကျွန်တော်အနေနဲ့ခံမှန်းတာတော့ကျော်စာဝင်းလောဘတော့မကြည့်ပါဘူးဘောနဲ့ရရင်တော့အကောင်းဆုံးပေါ့ဗျာနော့ကောင်းတဲ့ဘောနဲ့ရရင်တော့အကောင်းဆုံးပါကျွန်တော်အဲ့လိုလဲဆူတောင်းပါတယ်နော့ကောင်းတဲ့ bonus ရပြီးတော့ကျွန်တော်1 championship ကပြီးတဲ့တသိန်းနဲ့စာချုပ်ကိုမြန်ရပါသေးလို့ကျွန်တော်ဆူတောင်းပါတယ်အထူးနည်းတူစွာပဲကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့ပရိသတ်တွေကလည်းလုံနေကြပုံစံတိုင်းပဲကြော်သားပဲဘယ်နှချီမှာအလဲထိုးမှာလဲဒါမှမဟုတ် decision နဲ့သွားမှာလားကြော်သားဝင်းကကျွန်တော်မဲ့ decision လားsplit decision လားကျွန်တော်ကတော့ခံမှန်းတာတော့ကျော်စော်ဝင်းက3ချီမှာအလဲထိုးနဲ့ကိုမောင်ဘက်ကိုနိုင်သွားနိုင်တဲ့ပုံရိပ်တွေလည်းရှိရပါတော့ကျွန်တော်အဲ့လိုခံမှန်းမိတယ်ပိတ်သက်ကြီးကလည်းကျွန်တော်လိုပဲနည်းနည်းလေးခံမှန်းပေးပါအောင်အောက်က comment လေးမှာရေးခဲ့ပေးပါနောက်များမှာလည်းဒီလိုမျိုးကျော်စော်ဝင်းလိုမျိုးပွဲကောင်းနေရှိနေကျွန်တော်အနေနဲ့ဗီဒီယိုလေးထပ်လုပ်မှဖြစ်တဲ့အတွက်ကျွန်တော် channel လေးကို subscribe လုပ်တာပါအားလုံး see you ပါခင်ဗျာ